ဒီဘက်စနေနေ့ကျရင်ကိုနဲ့တွေ့ရမှာပဲဘာလို့တော့ရင်ကောင်းမလဲအဲ့ဒါရင်မကြည့်သေးဘူးလူအဲ့လိုကြည့်တယ်မဝပဲနဲ့ဘိုက်ခောက်ချီရပါလို့ကိုပူနေရလည်းမသိဘူးဘာပဲဟုတ်အဲ့ဘိုက်ခောက်ကြည့်ကြောင်ကိုဖိရန်ကိုမရှိဘူးတပတ်အတွင်းဘိုက်အမြန်ချက်စီတဲ့နည်းလမ်းရှင်းတက်ကောင်းပါပဲဒီလိုမျိုးဘိုက်တစ်ခုတည်းကွက်ပူနေတာကိုတပတ်အတွင်းအမြန်ဆုံးဘိုက်ချအောင်လှုပ်လို့ရတဲ့နည်းလမ်းရှိပါတယ်ဒီနည်းလမ်းကခမိုးကိုယ်တိုင်လိုက်လုပ်ပြီးတော့အမြန်ဆုံးနဲ့တိတိတသားရလက်ထွက်ခဲ့တဲ့နီလန်းဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဘိုက်ချက်စီတဲ့နီလန်းကိုမပြောခင်မှာဘာကြောင့်မို့လို့ဘိုက်ချက်ရလဲဆိုတော့အကြောင်းရင်းကိုလည်းသိစေချင်ပါတယ်အစားအသောက်ပိုင်းနဲ့အနေထိုင်ပိုင်းဆိုတော့နှမျိုးရှိတယ်ပေါ့နော်အရင်ဆုံးအစားအသောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ပြပြပေးမယ်ကိုကအပြင်စားတွေအသင့်စားအစားအသောက်တွေစီကြောစားတွေအငန်အရမ်းများတဲ့အစားအသောက်တွေကိုခဏခဏစားမိတယ်ဆိုလို့ရှိရင်သူကအစာလည်းမကြည်လွယ်တဲ့အပြင်ဥမကြီးကလည်းကောင်းကောင်းမစုပ်ယူတာကြောင့်မို့လို့ဒီဥမကြီးနိုင်ရန်မှာပဲဂျိုးအဖြစ်စီဂျိုးတွေဝန်းဂျိုးမစင်ဂျိုးတွေကတ်နေပြီးတော့ကြာလာတော့ဥမကြီးကတုတ်ခိုင်လာတယ်အဲ့ဒီမှာပိုက်တွေကကွက်ပြီးတော့ပူလာတာမျိုးဖြစ်တတ်တယ်ဟိုလိုအဲ့ဒါအစားအမြင်တော့ကျော်သွားတဲ့အစားအသောက်တွေအရေရွှမ်းနဲ့အသီးတွေနောက်တစ်ခုပြီးတော့ detox water တွေတောက်ပေးလို့ရတယ်တိမ်ချင်တွေလည်းမကြာခဏတောက်ပေးလို့ရပါတယ်နောက်တစ်ခုရေများများတောက်ပေးမယ်တရက်ကိုရေ2လီတာနဲ့3လီတာထိကုန်အောင်တောက်ပေးရမယ်ခွက်နဲ့ဆိုလို့ရှိရင်ဒီလိုမျိုးခွက်ကိုတရက်ကို10ခွက်ကနေ10ခွက်အထိပုံမှန်တောက်ပေးရပါမယ်ရေတောက်နေလို့လုံးဝမရဘူးရေခဲရေတောက်တာများလို့ရှိရင်လည်းဝမ်းချုပ်တတ်ပါတယ်တတိထားပါဒီအထိုင်ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုကအထိုင်များတဲ့သူဥမာယုံထိုင်တဲ့သူတွေဆက်ချုပ်သမားတွေဆိုလို့ရှိရင်ခန္ဓာကိုယ်လှုပ်ရှားမှုအားနေတဲ့အတွက်ကြောင့်မို့လို့ဥလှုပ်ရှားမှုကလည်းအားနေတယ်ဒီတော့စားလိုက်တဲ့မြတ်မကောင်းတဲ့အာဟာရရောကောင်းတဲ့အကုန်လုံးကဒီဘိုက်တစ်ခုထဲမှာကွက်စုနေပြီးတော့သူကဘိုက်ပူလာတာမျိုးဖြစ်တတ်တယ်အထူးသဖြင့်ဝန်းနေခဏခဏချုပ်တတ်ကြတယ်ပေါ့နော်ဒါကိုလှုပ်ရှားမှုလည်းပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုအိပ်ရေးပြက်လို့လုံးဝမရဘူး stress များလို့ရှိရင်လည်းဝမ်းချုပ်တတ်ပါတယ်ဒါကြောင့်မို့လို့နေ့တိုင်းတစ်ရက်ကို2ခါ3ခါပုံမှန်ဝမ်းပြပြော့လေးနဲ့သွားအောင်ကိုကအနေထိုင်အစားအသောက်တွေဆင်ခြင်ပေးရမှာဖြစ်ပါတယ်ဒီတော့ခမိုးရက်ပိုင်းအတွင်းဘိုက်ချက်အောင်လုပ်ခဲ့တဲ့နီလန်က3ခုရှိပါတယ်ဘာလဲဆိုလို့ရှိရင်မတစ်ချက်ကကြတော့ခမိုးကရေနွေးကိုပဲအတိကများများလေးတောက်ပေးတာရေအေးကိုအတက်နိုင်ဆုံးရှောင်တယ်ပေါ့နော်ရေနွေးတောက်တာကအစာချေဖြစ်မှုအားလဲပိုကောင်းစေပြီးတော့ဥလန်းချောင်းလို့ရှားပုံလဲပို့ပြီးတော့အားကောင်းစေတယ်နံပါတ်1ချက်ကကြတော့ညစာကို9နိုင်နောက်ပိုင်းဘာဆိုဘာမှမစားတော့ဘူးရေနွေးတစ်ခုတွေပဲတောက်တယ်ပေါ့နော်ယုံလာတော့မသိဘူးနောက်တစ်ချက်ကကြတော့ဝုန်းကိုတစ်ရက်ကို2ကြိမ်ကနေ3ကြိမ်ပုံမှန်သွားအောင်လုပ်တယ်ဆိုတော့ဘာစားလဲဆိုလို့ရှိရင်ခမိုးကဒီကမကြီးယိုလေးကိုအတိကစားပေးတယ်ရေနွေးနဲ့အတိကဖြော်ပြီးတော့များများလေးတောက်ပေးတဲ့အခါမှာတစ်ရက်ကို2ကြိမ်ကနေ3ကြိမ်ပုံမှန်သွားတာကြောင့်မလို့ဘိုက်ကိုတစ်ပတ်အတွင်းပုံမှန်ချက်စေပါတယ်ရှင်အမြန်ဆုံးချက်စေပါတယ်အဲ့လိုကြည့်ပါနော်